လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားတဲ့အာမခံအလုပ်သမားများအတွက်စိတ်ကူးတာမှုများကိုဆောင်ရွက်ပေးလျက်ရှိရာပြည်သူအတွက်ကြိုးပမ်းဆောင်ရွက်ခြင်းအဖြစ်စင်ကိုင်မြို့နယ်ရှိမမခောက်ဆွဲစက်ရုံနဲ့မိထီလာမြို့ရှိချမ်းချန်အထည်ချုပ်စက်ရုံတို့မှအာမခံအလုပ်သမား1532ဦးတို့ကိုရွေးရှားစိတ်ကူးတာရင်များဖြင့်အလုပ်ဌာနများအရောက်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။တည်င်းပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။လူမှုဖူလုံရေးအဖွဲ့မှအကျုံးဝင်မှတ်ပုံတင်ထားတဲ့အာမခံအလုပ်သမားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပုံမှုဆောင်ရွက်ပေးနိုင်စေဖို့အတွက်အလုပ်သမားဝင်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့မှပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမန္တလေးတိုင်းဒေသကြီးစင်ကိုင်မြို့နယ်မှာရှိတဲ့ AR Sunset Center Food Company Limited ရဲ့မမခောက်ဆွဲစက်ရုံနဲ့မိထီလာမြို့စက်မှုဇုံမှာရှိတဲ့ချမ်းချန်အထည်ချုပ်စက်ရုံတို့ကိုတွားရောက်ပြီး Mobile Medical Unit ရွေးရှားစေကူတာရင်ဖြင့်တွားရောက်ကအာမခံအလုပ်သမားတွေကိုကွင်းစင်းစေကူတာမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရှိရပါတယ်။ကျန်းမာရေးဝန်ဆောင်မှုတွေပေးတယ်။တာဖာမီရဲ့အတွက်ဝန်ဆောင်မှုအတွက်ကိုစေုံစေကန်းတွေကတော့ကိုကန်းရှိပါတယ်။ဒီဖွားတဲ့နေရာမှာလည်းအခမဲ့မွေးလို့ရအောင်လည်းဆောင်ရွက်ပေးရရှိပါတယ်ရှင်။လူမှုဖူလုံရေးအဖွဲ့တွေကကျုံးဝင်အာမခံအလုပ်သမားရဲ့အကျိုးကျေးဇူးပဲဘာတွေများပြန်ပြီးတော့လုပ်ပေးရမလဲဆိုတဲ့ဟာကိုစင်လင်းလင်းကြည့်ပြီးတော့ဆောင်ရွက်ပေးနေတာပါ။အာမခံအလုပ်သမားတွေကစေကူတာမှုဝန်ဆောင်မှုကိုလက်မိရနေရဆိုလို့ရှိရင်ကျမတို့အနေနဲ့ကသူစေုံသွားပြစေဖို့ပြန်အပ်နဲ့လည်းပြန်လည်ဆောင်ရွက်ပေးနေပါတယ်။လူမှုဖူလုံရေးအဖွဲ့ကစေကူတာမှုဝန်ဆောင်မှုကိုတော့စံမပြတ်ကလည်းတောက်ဆက်ပြီးဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်ရှင်လူမှုဖူလုံရေးအဖွဲ့မှအကျုံးဝင်အာမခံထားခြင်းအပြင်အလုပ်သမားများအတွက်လုံသက်ခွင့်ရှောင်းတခင်ခွင့်စေလက်မှတ်ခွင့်နဲ့မိဘခွင့်များစတဲ့အခွင့်အရေးတွေကိုခံစားရရှိအောင်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရှိရကဝင်စင်စီကူတာမှုတွေဆောင်ရွက်ပေးနေတဲ့အပေါ်မှာလည်းအာမခံအလုပ်သမားတို့ရဲ့စကားသံတွေကိုအခုလိုပဲကြားသိခဲ့ရပါတယ်ချမ်းကြံအထည်ချုပ်ကုမ္ပဏီလီမိတက်မြို့သားအလုပ်သား45ဦးမျိုးသမီးအလုပ်သားဝန်ထမ်း929ဦးနဲ့လေပတ်နေပါတယ်ချမ်းကြံအထည်ချုပ်စက်ရုံမှုဖူလုံရေးဘက်ကနေပြီးတော့ဒီလိုမိုဘိုင်းဆေးအဖွဲ့တွေလာပြီးတယ်ဒီကစက်ရုံအလုပ်သားတွေမှာလာပြီးတော့တေချာဆောင်ရှောက်မှုပေးတယ်မျက်စိရောက်100ကျော်နီးပါးလောက်စစ်ပါတယ်ဒီမျက်စိဆက်တက်တဲ့အခါမှာလူမှုဖူလုံရေးဘက်ကနေလည်းမျက်မှန်တွေကိုခါမဲ့ထုတ်ပေးပါတယ်လူမှုဖူလုံရေးမှာဝင်လာရရှိမဲ့အကျိုးခံစားခွင့်တွေရှိတဲ့အတွက်ကြောင့်ပေါ့နော်မိဘခွင့်တို့နေမကောင်းခွင့်တို့ထိခိုက်ခွင့်တို့အဲ့ဒီအတွက်ကြောင့်မလို့ဝင်ဖြစ်တာပါလူမှုဖူလုံရေး6နှစ်လောက်ရှိပြီညီမနေမကောင်းတဲ့ခွင့်တစ်ခါခံစားဘူးတဲ့တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်40ရာခိုင်နှုန်းခံစားခွင့်လည်းရတယ်ရှင်ကျမကြီးနဲ့ပတ်သက်တဲ့အခါအပြင်ကိုသွားစရာမလိုပဲလုပ်ငန်းခွင်ထဲမှာပဲစေကူတာခွင့်ရတဲ့အတွက်လည်းအဆင်ပြေတယ်ရှင်လူမှုဖူလုံရေးမှာကျွန်မပုံတင်ထားတာ2နှစ်ရှိပါပြီထိခိုက်တရားရတယ်ဆိုရင်လည်းစေခွင့်တွေလည်းပေးတယ်ပေါ့သွေးလည်းစစ်ပေးဖြစ်လာတဲ့ကျမကြီးအစားသားရာအကုန်လုံးကိုသူတို့တွေလုပ်ပေးတယ်ပြပါတယ်ရှင်လိုအပ်တဲ့ဟာတွေမှန်တယ်များလည်းအကုန်လုပ်ပေးတယ်ညီမလေးတို့စီစက်ရုံမှာလာပြီးတော့လိုလေးဖူလုံရေးကနေပြီးတော့ကားနဲ့ဒီလိုလာပေးတဲ့အတွက်အားလုံးဟာအဆင်ပြေပါကျေးဇူးလည်းတင်ပါတယ်လူမှုဖူလုံရေးကို2014ကနေပြီးတော့ဝင်ပြစ်သွားတယ်ကိုဝင်းကလည်း6လထဲမှာရောက်နေပြီဒီမှာလည်းလိုအပ်တာပြုစုစောင့်ရှောက်ပေးတယ်သေးပေါင်လေးချိန်ပေးတယ်သွေးစစ်ပေးတယ်ပေါ့နော်ကလေးတွေလိုအပ်တာပြုစုစောင့်ရှောက်ပေးတယ်တခြားနေရာမှာလည်းသွားကြမလို့ပဲဒီမှာလာပြီးတော့ကုပေးတယ်ဆိုတော့ညီမလေးတို့အဆင်ပြေတယ်လိုအပ်တဲ့ဆေးလေးလည်းရတာပေါ့မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့စက်ရုံအလုပ်ရုံနဲ့အလုပ်ဌာနများမှာတိုင်းဒေသကြီးအတွင်းရှိလူမှုဖူလုံရေးအဖွဲ့မှအကျုံးဝင်မှတ်ပုံတင်ထားသူဦးရေဟာ3,25,000ကျော်ရှိတယ်လို့သိရှိရပါတယ်ရှင်။